ဖြစ်နေတဲ့ဆိုလို့ရှိရင်တော့လူတွေကကိုယ့်ကိုတန်ဖိုးမထားတာကိုကကိုပြန်ပြီးတော့တန်ဖိုးချနေတယ်ဖြစ်နေပါတယ်။ကဲဒီဗီဒီယိုကြည့်နေလို့လည်းမျိုးဆိုလေအခုဒီ10ချက်ထဲကဘယ်အချက်တွေဘယ်အလေးချင်းတွေကိုများကိုလုံးမိနေလဲဆိုတာကိုသိချင်ဒီဗီဒီယိုကိုအဆုံးပြန်ကြည့်ပေးပါ။အားလုံးမင်္ဂလာပါကျွန်တော်တို့ကိုညံလဲအောင်ပါဒီဗီဒီယိုအခက်ခဲတွေကြုံတွေ့လာတဲ့အခါမှာရင်ဆိုင်ကြောဖြတ်ပြီးတော့ Fix and Fight လုံနိုင်မှုနည်းလမ်းတွေကိုမျှဝေနေတဲ့ Future Coach and Trainer တယောက်ဖြစ်ပါတယ်။ကျွန်တော်တို့ပထမဦးဆုံးတစ်ချက်ကဘာလဲဆိုတော့တခြားသူတွေကိုစော်ကားတာတခြားသူတွေကိုအရှက်ရအောင်လုပ်တာဥပမာအနေနဲ့ကျွန်တော်တငယ်ချင်းနဲ့အတူကျွန်တော်တို့စားတော့ဆိုင်တစ်ခုကိုသွားတယ်သွားတဲ့အခါမှာကျွန်တော်တငယ်ချင်းအပေါ်မှာလည်းကျွန်တော်ကောင်းပြတယ်သူ့အပေါ်မှာ respect ပေးတယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီဆိုင်ကဝေးကြားလေးတွေ waitress လေးတွေကိုစော်ကားတဲ့အခါမှာသူတို့ကိုအရှက်ရအောင်လုပ်တဲ့အခါမှာကျွန်တော်ကဘာဖြစ်သွားလဲဆိုတော့ကိုတန်ဖိုးကြအောင်လုပ်လိုက်ကြပါအဲ့တော့ကျွန်တော်ရဲ့တငယ်ချင်းကလည်းကျွန်တော်ကိုတန်ဖိုးထားတော့မှာမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်တို့အခြားသူတွေကိုစော်ကားတာအရှက်ရအောင်